အားလုံးသာလီစွာပါအဲ့တော့ကျွန်တော်တို့ဒီနေ့လဲဒီကမ္ဘာနိုင်ငံရေးစကားလေးနည်းနည်းလေးကျွန်တော်ပြောချင်လို့ပေါ့အဲ့တော့ကျွန်တော်တို့ကမ္ဘာကြီးမှာအခုဆိုရင်ဒါအင်အားကြီးလာတဲ့တရုတ်ရဲ့နောက်အရင်တော့ကကျွန်တော်တို့ကမ္ဘာကြီးမှာဒါကမ္ဘာကြီးရဲ့ပလိတ်လိုမျိုးတည်ရှိနေခဲ့တဲ့အမေရိကန်ပေါ့ဒီနှစ်နိုင်ငံရဲ့ကျွန်တော်တို့စီးပွားရေးတွေဒီနှစ်နိုင်ငံတွေရဲ့ဒီပြည်သူလူထုပေါ်ထားရှိတဲ့စိတ်ဓာတ်တွေကိုအရင်ဦးဆုံးကျွန်တော်သိဖို့လိုတယ်ကျွန်တော်ဟိုးအရင်တော့ကကျွန်တော်ရဲ့ဒီ live stream တွေမှာပေါ့ကျွန်တော်ဒီအကြောင်းကိုဂါဂနာနာတေးသေးချာချာလေးကျွန်တော်ပြောပြခဲ့ဘူးတယ်အဲ့တော့မသိသေးတဲ့ကျွန်တော်မိတ်ဆွေတွေအနေနဲ့လည်းပြန်လည်ပြီးတော့ကျွန်တော်သိအောင်လို့မျှဝေလိုက်ခြင်းဖြစ်တယ်ပေါ့နောက်တစ်ခုကကျွန်တော်ဒီ live stream တွေပြန်ပြီးတော့လှုပ်စေခြင်းတယ်ဆိုရင်လည်းကျွန်တော်မိတ်ဆွေတွေကျွန်တော် comment လေးမှတ်ခဲ့ပေးပါကျွန်တော်ပြန်လာခဲ့ပါမယ်ဟုတ်ကဲ့ပါကျွန်တော် true speaker ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနှစ်နိုင်ငံရဲ့အင်အားပြိုင်ဆိုင်မှုကိုကြည့်အောင်ဟိုးစကတည်းကကျွန်တော်ပြောတယ်ဒီ American နိုင်ငံရဲ့အုပ်ချုပ်မှုစနစ်တစ်ခုကကျွန်တော် democracy ဆိုတဲ့ခေါင်းစဉ်တော့ရှိတယ်ဒါပေမဲ့တကယ်လက်တွေ့ရော democracy ရှိနေလားဒီနိုင်ငံထဲမှာကိုကျွန်တော်တို့ပြန်ကြည့်ဖို့လိုတယ်အဲ့တရုတ်ကတော့ကျွန်တော်တို့ socialism ဖြစ်တယ်တကယ်ရောသူတို့ socialism ဖြစ်လာဒါပြန်ကြည့်ဖို့လိုတယ်ပေါ့အဲ့တော့ဒီဟာမှာအားနည်းချက်အသာချက်နှစ်နိုင်ငံစလုံးမှာရှိတယ်ကျွန်တော်တို့လူမျိုးအခုမှစတင်ပြီးတော့ဒီတိုးတက်အောင်စူးစမ်းနေတဲ့နိုင်ငံတွေအနေနဲ့ဒါကိုကောင်းကောင်းသိဖို့လိုတယ်ဗျဒါမှတာလိမ့်မယ်ကျွန်တော်တို့ဒီ strategy တွေနဲ့ဘယ်လိုမျိုးတည်ဆောက်မလဲဆိုတာကိုကျွန်တော်တို့ပုံဖော်ပြီးတော့ဆွဲခံမှန်းလို့ရတာပေါ့အဲ့တော့အဲ့ဒီနှစ်နိုင်ငံရဲ့အဓိကအားနည်းချက်အားသာချက်ကဘာလဲဆိုတော့ကျွန်တော်တို့ဒီကဘာကြီးရဲ့နိုင်ငံတွေအကုန်လုံးအမြင်နဲ့ကြည့်မယ်ဗျာကျွန်တော်တို့အမေရိကန်အမြင်နဲ့ကြည့်မယ်ဆိုကဘာကြီးရဲ့နိုင်ငံတွေအကုန်လုံးမှာအမေရိကန်နိုင်ငံကကြတော့ဒီချမ်းသာတဲ့လူဒန်းစားတရက်10%ပေါ့နော်10% of the population တခုကိုသူတို့ကအင်မတန်မှဂရုစိုက်တယ်။ဘာကြောင့်ကျွန်တော်ဒီလိုပြောတာလဲဆိုတော့အခုကျွန်တော်တို့ American Make in American ဆိုတဲ့ဒီ brand တွေအကုန်လုံးကြည့်မယ်နောက်ပြီးတော့ကျွန်တော်တို့တခြားသောဒီ American နဲ့ပတ်သက်တဲ့ဒီနီးပညာပိုင်းဆိုင်ရာတွေကြည့်မယ်အကုန်လုံးကတော့ဒါကျွန်တော်တို့ဒီငွေတစ်ခုကိုပေးပြီးတော့ပေါ့ဝင်ငွေတစ်ခုကိုပေးပြီးတော့မှဒါသုံးလို့ရတဲ့ service တစ်ခုအနေနဲ့သူတို့လုပ်ကြတယ်နောက်တစ်ခုကခင်ဗျားတို့လည်းတကယ်လို့ချမ်းသာတယ်ဆိုရင်အမေရိကန်နိုင်ငံမှာဒါဒီ green cap ကင်ဆောင်ခွင့်ရအောင်လို့တရားဝင်ပေါ့ဒီသူ့ရဲ့အခုဆိုရင် gold card ပေါ့ဗျာအဲ gold card ဝယ်ပြီးဆိုရင် green card တရားဝင်ရမယ်ပေါ့အခုကျွန်တော်တို့ smile တို့လေမရလဲဒီလိုမျိုးပဲနိုင်ငံသားခံယူသွားတယ်လို့တော့ကျွန်တော်တို့ကြားသိရတယ်ဗဒါပေမဲ့သိချာမသိဘူးပေါ့ဒါကျွန်တော်တို့လေးစားပါတယ်ဒီ smile တို့လေမရနှစ်ယောက်ကိုအရင်ကတည်းကဘယ်သူတွေပါပြောကျွန်တော်တို့ကိုလေးစားခဲ့ပြီးသားအဲ့တော့ပြောချင်တဲ့တခုကကျွန်တော်တို့ American တွေကချမ်းသာတဲ့လူတန်းစား10%ကိုဂယုစိုက်နေတဲ့အချိန်အဲ့ဒီအချိန်ကဟိုးရင်တော့အလုပ်ဖြစ်ခဲ့တယ်ဗျဘာလို့ဆိုတော့တထေးတွေပညာတတ်တွေအကုန်လုံးကသူ့နိုင်ငံကိုလာတဲ့အခါမှာသူကဒီပညာတတ်တွေတထေးတွေသူတို့သုံးလို့ရမယ့်လူတွေဆိုသူ offer ပေးတယ်နိုင်ငံသားဖြစ် citizenship ဖြစ် offer ပေးတယ်ပြီးတော့ဒီနိုင်ငံရေးပိုင်းဆိုင်ရာမှာဆိုလဲဒီချမ်းသာတဲ့လူတန်းစားတစ်ရက်ကအခွန်ရှိတော်ညာလဲအခွန်ကျွန်တော်တို့ဒီကိုယ့်ရဲ့ဝင်ငွေကိုဓာတ်ရိုက်မသုံးမဲနဲ့ဘဏ်ကနေပြန်ချီးတယ်ပြီးတော့အဲ့လိုမျိုးသုံးတဲ့ဟာအခွန်ရှောင်လွှဲလို့ရတယ်ဆိုတော့နီးလေးတွေလည်းကျွန်တော်တို့တွေ့ရှိရတယ်အခု Elon Musk တို့တခြားသောလူတွေအများကြီးရှိပါတယ်အဲ့တော့တရုတ်ကကြတော့ကဘာကြီးကိုကျွန်တော်တို့တရုတ်ရဲ့အမြင်နဲ့ကြည့်မယ်ဆိုရင်တရုတ်က100%ရှိတဲ့ဒီလူဦးရေ100%ရှိတဲ့အထဲမှာ90%သောအောက်ခြေလူတန်းစားတွေကိုပို့ပြီးအာယုံစိုက်တယ်လို့ကျွန်တော်တို့တွေ့ရတယ်ဗျဒါပေမဲ့ကျွန်တော်တို့သူ့ရဲ့background ပြန်ကြည့်မယ်ဆိုရင်အင်မတန်မှကိုလူပြောစရာများတဲ့ background တွေတွေ့ရတယ်တရုတ်ပစ္စည်းဆိုမကောင်းဘူးတရုတ်ဆိုဟိုကမဖြစ်ဘူးတရုတ်ဆိုဒီကမဖြစ်ဘူးပေါ့အဲ့တော့အဲ့ဒီမှာကျွန်တော်တို့ကဘာတွေ့ရလဲဆိုတော့အရင်တော့ကကျွန်တော်တို့ iPhone တစ်လုံးပေါ့ iPhone ပေါ်တယ်ဒီတရုတ်ဖုန်းတွေမပေါ်ခင်တော့ iPhone တွေပေါ်ကြတယ် Samsung တွေပေါ်ကြတယ်အဲ့တော့ Samsung ဆိုတာလည်းဒါ American နဲ့အကျိုးတူစီးပွားရေးပေါ့ကိုရီးယားနိုင်ငံကအဲ့တော့အဲ့လိုမျိုးပေါ်တဲ့အခါဒီမှာကျွန်တော်တို့လူဒန်းစီမကင်နိုင်ဘူးဗျအဲ့တော့လူတွေကဖုန်းတော့ကင်ကျင်တယ်ပတ်စံလည်းအများကြီးမပေးနိုင်ဘူးအဲ့ဒါကိုတရုတ်ကကောင်းကောင်းသိတယ်အခြေခံလူတန်းစားတွေတရားသုံးလို့ရအောင်အဲ့တော့ तू က type တဲ့ဈေးနဲ့ type တဲ့ quality တခုကိုဈေးကွက်ကိုချပြတော့လူတန်းစီဖုန်းကင်လာနိုင်တယ်အဲ့တော့အဝတ်စားဆိုလဲထိုနည်းတူစွာပဲအစားအသောက်ဆိုလဲထိုနည်းတူစွာပဲအဲ့တော့ bad review တွေကတော့အများကြီးရှိတာပေါ့ဗျာကျွန်တော်တို့ရဲ့လူတွေရဲ့လူတွေရဲ့စိတ်ကိုကဒါလိုချင်ပြီးလိုချင်နေတာလုံးဝအတော်မတက်ဘူးကိုပေးထားတဲ့ limit နဲ့ကိုရတဲ့ဟာကိုမတွက်ချက်ဘူးလူတွေကကိုပေးထားတာတစ်ချက်ဖို့လောက်ပေးထားရင်တော့30ဖို့လောက်မှန်းချက်တဲ့အကျင့်ရှိတယ်လူတွေလူတိုင်းမှာရှိတယ်အဲ့တော့ဒါကြောင့်ပဲ bad review ရနေလို့ထင်တယ်အဲ့တော့ကျွန်တော်တို့ကဘာကြီးမှာ supplier အနေနဲ့တော့တရုတ်ကဘယ်နည်းပညာရဲ့နောက်ွယ်မှာမစိုးနောက်ပြီးတော့ဘယ် industry ရဲ့နောက်ွယ်မှာဆိုသူတို့ကမရက်တည်နေတယ်အဲ့တော့ American ကျတော့ချမ်းသာတဲ့လူတန်းစား10%လောက်ကိုဒါဥတီထားတယ်အဲ့တော့အဲ့ဒီနှစ်နိုင်ငံရဲ့ကွာခြားချက်ကိုကျွန်တော်တို့ democracy တွေ socialist တွေကိုအသာထားအောင်အဲ့ဒီနှစ်နိုင်ငံရဲ့ဒီ strategy ကဘယ်ဟာပို့ပြီးတော့ပြည်သူတွေအတွက်ဒါကိုက်ညီမှုရှိလဲလို့ကျွန်တော်တို့ပြန်စဉ်းစားဖို့လိုတယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံလို့ဒါတိုးတက်ဆနိုင်ငံပေါ့အခုမှတိုးတက်ဖို့ကြိုးစားတဲ့နိုင်ငံအနေနဲ့ကတော့ချမ်းသာတဲ့လူတန်းစား10%လောက်ကိုကျွန်တော်တို့ဟို
တကယ်လို့ဦးစားပေးထားမယ်ဆို crony ဆိုတဲ့အရာတွေကဒါကျင်းတီပေါက်အခုလည်းဖြစ်ပေါ်နေသလိုနောင်လည်းဖြစ်ပေါ်နေဦးမှာပဲအဲ့တော့ American မှာကျွန်တော်တို့က crony ဆိုတဲ့အခေါ်ပေါ်အသုံးနှုန်းတွေတိတ်ပြီးတော့တွင်တွင်ကြဲကြဲပေါ့ပြောမယ်ဆိုမြန်မာလူမျိုးအများစုမခေါ်ကြလို့တာမရှိကြတာပေါ့အဲ့တော့တရုတ်မှာကျတော့အဲ့တိုင်းမဟုတ်ဗျမင်းဘလောက်ချမ်းသာမင်းဘီလီယံနာဖြစ်ဥမာဂျမ်မာပေါ့အလီဘာဘာတထေးဂျမ်မာဆိုရင်ဒါ American ရဲ့ဒီစီးပွားရေးဈေးကွက်တွေကိုတရုတ်ကိုယူလာတဲ့ခါမှာတရုတ်ဆိုတာချက်ချင်းကြီးကိုဒါမင်းနေခြင်းနေမနေခြင်းနေငါတို့ဒီဟာကိုငါတို့တော့အထီးခွင့်မပေးဘူးပေါ့အဲ့လိုမျိုးပုံစံနဲ့ကန့်ကွက်လိုက်တာရှိတယ်အဲ့တော့ကဘာကြီးကလည်းဒီအပေါ်မှာအများကြီး bad review တွေပေးကြတယ်အဲ့တော့ကျွန်တော်တို့ပြန်ကြည့်မယ်ဗျအဲ့တော့ချမ်းသာတဲ့လူတန်းစား10%တစ်ခုကိုကျွန်တော်တို့ကလွှတ်ပေးထားမယ်ဆိုရင်သူတို့နဲ့ပတ်သက်ပြီးတော့အလောက်ကင်အခွင့်အလန်းတွေပေါ်လာတဲ့ဆိုတော်ညာလဲကျွန်တော်တို့အောက်ခြေလူတန်းစားတွေကသူတို့မှီခိုပြီးအလုပ်လုပ်နေရတဲ့အတွက်နဲ့ဒီတိုင်းပြည်တစ်ခုတိုးတက်ဖို့ဒီတိုင်းပြည်တစ်ခုအရွေးနဲ့သွားဖို့ဆိုတာအင်မတန်မှခက်ခဲတယ်ဗျအဲ့တော့ကျွန်တော်တို့ကအောက်ခြေလူတန်းစားတွေကိုကျွန်တော်တို့ဒီလူမှုဖူလုံဖို့အတွက်ကိုအရင်ဦးဆုံးစူးစမ်းတဲ့နိုင်ငံကဘလို့ပဲဖြစ်ပြည်သူ90%တကယ်လို့ပျော်ရွှင်နေပြီဆိုရင်ကျန်တဲ့10%လောက်ကိုတော့ကျွန်တော်တို့ဘလို့ပဲဖြစ်အစိုးရတော်၎င်းပြည်သူရတော်၎င်းကျွန်တော်တို့check and balance လုပ်လို့ရတယ်အဲ့တော့ဒီနိုင်ငံရဲ့ကျွန်တော်တို့ဒါစီးပွားရေးအနေနဲ့ပဲကြည်တာပါကျွန်တော်ကဘသူ့ကိုတားတယ်ဘသူ့ကိုမတားဘူးလဲဆိုတာကိုကျွန်တော်ပြောချင်တာမဟုတ်ဘူးအခုလက်ရှိမိတ်ဆွေတို့မြင်နိုင်တဲ့အခြေအနေကိုပဲကျွန်တော်ချပြတာပေါ့အဲ့တော့ကျွန်တော်တို့ချမ်းသာတဲ့လူတန်းစား10%ကိုကျွန်တော်တို့ဦးစားပေးထားမယ်ဆိုရင်နောက်ဆက်တဲ့ပြဿနာတွေရှိတယ်ကောင်းကျိုးတွေကဘာရှိလဲဆိုတော့ကျွန်တော်တို့ဒီအလောက်ကင်ဖန်တီးပေးတယ်ဆိုတဲ့ဟာပေါ့ဒါကလည်းအပေါ်ရံမှာအလောက်ကင်ဖန်တီးမှုတစ်ခုဆိုတာကအောက်ခြေလူတန်းစားတွေကသူတို့ကိုမှီခိုနေရတယ်ဆိုတဲ့အခြေအနေပေါ်မူတည်တယ်အဲ့တော့စင်းရဲတဲ့လူတန်းစား90%ကိုကျွန်တော်တို့အဆင်ပြေအောင်လုပ်ပေးနိုင်တယ်ဆိုရင်သူတို့ကိုယ်တိုင်ကအလောက်ကင်ခွင်လန်းတစ်ခုကိုဖန်တီးကြတယ်အဲ့တော့တိုင်းပြည်တော့ဝင်ငွေအခွန်လန်းပိုရတယ်လို့တိုင်းပြည်ကတာယာဝါဖြောလာတယ်အဲ့တော့ကျွန်တော်တို့အခု communist နိုင်ငံဆိုတဲ့တရုတ်နိုင်ငံနဲ့ American နိုင်ငံနဲ့နှိုင်းရှင်ကြည့်မယ်နှိုင်းရှင်ကြည့်မယ်ဆိုရင်တရုတ်မှာကျွန်တော်တို့ homeless တို့နောက်တခြားတော့ဒီမူရစ်ဆေးပွားတွေနဲ့ပတ်သက်တဲ့ဟာတို့အင်မတန်မှကိုနဲပါတယ်ဗျတွေ့ရင်လည်းသူတို့ကထိရောက်အရေးယူတယ် homeless တွေဆိုလဲတော့မရှိသလောက်ပဲနိုင်ငံကဒီလူတဦးတယောက်ကနေစပြီးတော့စီးပွားရေးတစ်ခုကိုကောင်းကောင်းတည်ထောင်လို့ရတယ်နောက်ပြီးနည်းပညာနဲ့ပတ်သက်ပြီးတော့သူတို့စမ်းသစ်တည်ထွင်တဲ့ဟာကိုအစိုးရနေပြီးတော့ထောက်ပံ့ပေးတယ်မင်းကဘာဖြစ်လို့မင်းကညာဖြစ်လို့မင်းမစာရွက်စာတမ်းမရှိလို့ဆိုတဲ့အရာတွေမရှိဘူးအဲ့ဒါကြောင့်ကျွန်တော်တို့တရုတ်ရဲ့ပစ္စည်းတွေရဲ့ဈေးကွက်နေရာတကာမှာရောက်နေတာအဲ့တော့ကျွန်တော်တို့ဒါကိုဘာကိုသွားကြည့်ပြီးတော့ဥပမာပေးရမလဲဆိုရင်လွန်ခဲ့တဲ့ကျွန်တော်တို့နှစ်ပိုင်းခြားလောက်ပေါ့ဒီနှစ်ထဲမှာပါပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတရုတ်ကိုအခွန်တွေတိုးမြင့်လိုက်တဲ့အချိန်မှာသူတို့ဘက်ကအမြင်ကတော့တရုတ်ပစ္စည်းကိုငါတို့ဈေးကွက်မှာမရောက်ရင်တရုတ်တွေနစ်နာသွားမယ်လို့မြင်တယ်ဒါပေမဲ့တကယ်ဖြစ်တာတော့ပြောင်းပြန်ဖြစ်သွားတယ်ဗျတရုတ်ပစ္စည်းတွေမဝင်တဲ့အခါမှာအမေရိကန်ပြည်သူပြည်သားတွေကဒီချမ်းသာတဲ့လူတန်းစား 10% လောက်သုံးနိုင်တဲ့ဒီကျွန်တော်တို့ product တွေကိုသူတို့အနေနဲ့ကမ်းလှမ်းဖို့သူတို့အနေနဲ့ဝယ်ယူသုံးစွဲဖို့ကြတော့အင်မတန်မှအခက်အခဲရှိနေတာကိုတွေ့ရလိမ့်မယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီ saturation မှာလည်းတရုတ်ကအနိုင်ရရှိသွားတယ်လို့ပြောလို့ရတယ်အဲ့တော့ euro မှာလည်းအဲ့တိုင်းပဲကျွန်တော်တို့တခြားသော luxury brand ရဲ့နောက်ွယ်မှာအများကြီးနောက်ွယ်မှာဒီတရုတ်ကရှိတယ်အဲ့တော့သူတို့ကဘာကိုကြည့်တာလဲဆိုတော့ကျွန်တော်တို့ကအကုန်လုံးဗျာဒီပစ္စည်းတစ်ခုနာယီတစ်ခုကိုနေပြီးတော့ပစ္စည်းတွေအကုန်လုံးတက်ပြီးတော့နာယီဖြစ်ပြီး brand တက်ပြီးတော့ရောင်းတယ်ဆိုတာထက်ကိုသူတို့ကအဲ့ဒီနာယီထဲမှာပါတဲ့ပစ္စည်းတွေအကုန်လုံးငါတို့ထုတ်နိုင်ဖို့ကြိုးစားတယ်အဲ့တော့တကယ်ကျွန်တော်တို့ check and balance ဒီ power လောက်လိုက်တဲ့ခါမှာဘယ်သူကပို့ပြီးအားသာနေမယ်ထင်တယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာကျွန်တော်အမြဲတမ်းပြောသလိုအဓိကလိုတာအောက်ခြေလူတန်းစား90%ကိုအဆင်ပြေအောင်လုပ်ပေးဖို့လိုတယ်အဲ့တော့ကျွန်တော်တို့အလုပ်သမားလူတန်းစားတွေအဆင်ပြေလာပြီဆိုရင်အလဲလက် middle class တွေပေါ်လာမယ် middle class ပေါ်လာပြီဆိုကျွန်တော် high class တွေအတွက်ကို challenge တော့ဖြစ်သွားမယ်ဘာလို့ဆိုတော့သူတို့ကလည်းအပေါ်တက်လာမှာပဲဒါပေမဲ့အဲ့ဒီ challenge ဒီတိုင်းပြည်အတွက်အကောင်းမွန်ဆုံးအရွေးတစ်ခုကိုရောက်တယ် idea ဆိုတာဗျာ10%လောက်လူတွေထုတ်နေလို့လည်းအဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့ဒီ90%သောလူတွေ100%အပြည့် idea ထုတ်နိုင်တယ်ဆိုပိုအဆင်ပြေတယ်အဲ့တော့ဒါကတော့ကျွန်တော် American နဲ့တရုတ်ရဲ့အားနည်းချက်အားသာချက်စီးပွားရေး check and balance power ကိုပြောတော့ဖြစ်ပါတယ်အဲ့တော့ခင်ဗျားတို့ကျွန်တော်တို့ရောဘလို့ပဲဘာပဲဖြစ်ဒီတရုတ်တွေပေါ်လာပြီးတဲ့တရုတ်ပစ္စည်းတွေပေါ်လာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့အဝတ်စားတော်လာကောင်းကျွန်တော်တို့အစနဲ့အဆုံးမြအိမ်မှာရှိနေတဲ့ app တိုလေးတစ်ချောင်းကနေစပြီးတော့ဟို luxury brand တွေအထိကျွန်တော်တို့ကင်တွယ်ထိတွေ့နိုင်တာဒါသူတို့ရဲ့ကျေးဇူးဆိုတာလဲကျွန်တော်တို့မေးလို့မရဘူးဗျအဲ့တော့သူတို့က90%သောအခြေခံလူတန်းစားတွေကိုအာရုံစိုက်တယ်ဆိုတာကျွန်တော်တို့ဒါပုံပွင့်လင်းလင်းပြနေတယ်ပေါ့အဲ့တော့ကဘာကြီးမှာချမ်းသာတဲ့လူတွေဘယ်လောက်ရာခိုင်နှုန်းရှိမလဲကျွန်တော်တို့မိတ်ဆွေတို့တွက်ကြည့်အောင်မှန်ပါတယ်10%ပဲရှိပါတယ်အဲ့တော့စင်းရတဲ့လူတွေကျွန်တော်တို့ middle class တွေနဲ့ပေါင်းလိုက်မယ်ဆိုရင်ကျန်တဲ့90%ရှိတယ်အဲ့တော့ကျွန်တော်တို့ကအများအတွက်အကျိုးပြုတဲ့လုပ်ငန်းကပို့ပြီးအောင်မြင်မလားအ ਨੇ အတွက်ကိုကျွန်တော်တို့အထောက်အကူပြုတဲ့လုပ်ငန်းကပို့ပြီးအောင်မြင်မလားနိုင်ငံအတွက်ဘယ်ဟာပို့ပြီးအသုံးဝင်လဲဒါမိတ်ဆွေတို့ဆုံးဖြတ်ကြတယ်ကျွန်တော် two speaker ဖြစ်ပါလားအားလုံးသတိရနေပါလားအားလုံးတာလီစားပါ